ဒါလေးကတော့ in player အတွက် all star skin လုပ်ပေးတဲ့ event မှာဒီမှာဆိုလို့ရှိရင်ပေါ့နော် Yes Love You Baby ဆိုတဲ့တယောက်ကပထမဆုံးတယောက်ဖြစ်တဲ့ကြောင့်မို့သူက link ကိုဖတ်ပေးလို့ရတယ်ဒီဘက်ကသူကြောက်ရမှာဆိုလို့ခြောင်ရှိမယ်ပေါ့နော်နည်းနည်းဟာလီကကျတော့နည်းနည်းလေးသူ့ကိုမီးကွင်းဆွတ်တာတော့ဘာလို့ရှိရဲရှောင်းတက်လို့ရှိရင်တော့ရပါတယ်အခုချိန်ကြီးတော့ link ကတော့ဟိုဘက်က blue bag ကိုတခိုးခဲ့တယ်ကကြ link ပြေးတယ်ခြောင်း link ကြီးရသွားမလားမရဘူးအိုး link ကြီးရသွားပါပြီ first ကြီးရပြီဆိုတော့နည်းနည်းလေးတော့မစိုးဘူးလို့ပြောလို့ရပါတယ်ဟာလီကတော့အခုဆိုရင်တော့နေစရာမရှိဘူးသူ့မှာ hyper သားကိုင်နာတာသူ့ကိုဝိုင်းပြီးတော့နှောက်နေကြဆိုတော့မှတေးပြီးဟုတ်ပြီ link ထက်လာတယ်ကာကြကိုဟာလီ okay ဟာလီဟဲဟိုဘက်ကကူက play ရောနဲ့တက်လိုက်ပါတယ်တဲ့โอ้ shit link ကြီးထိပ်ပြီးတော့မရပဲနဲ့ကာကြပဲရသွားပါတယ် link flame shot เนาะဒီကာကူရဲ့ flame shot တော်တော်ကြောက်ဖို့ကောင်းတယ် link ရေတော်သေးတယ်ကာကူကလိုက်ချက်ဖို့ကြိုးစားတယ်ကာကူကမပြတ်ပါဘူး okay ဝနဗီယာဖလစ်ကာနဲ့ဖလစ်ကာမရှိဘူးနဲ့တူတယ်ဟောတော့ ACU နဲ့ဆော်တာlink ကြီးရမှာလားကြီးရ oh shitခဏပြရအောက်တယ်ဖလော်ရန်လေးတော့ရှော့သွားပြီလူနိုမှပြန်ဝင်လာတယ်ခါကူကတေးတယ်ဟာလီပါထပ်ပြီးတော့တေးသွားတာဖြစ်ပါတယ်ဟာလီကဘလူးဘက်လေးကိုခိုးဖို့အတွက်ချောင်းနေတယ်ဘလူးဘက်ပဲခိုးမှလည်းသူ့ဘက်တစ်ခါတန်းမှလားအိုးနည်းနည်းလေးကတီးလေးကောင်းတယ်ရှစ်ဟာလီလွတ်ပြီလားဟာလီလွတ်သွားမှလားဟာလီအိုးနောက်ဆုံးတော့လင်းလက်ချက်နဲ့ပဲပြန်တေးသွားပါပြီမလွတ်ပါဘူးဒီမှာပုံနေရပြီလို့ဟဲရီကတော့ခြုံနေရနေပုံပြီးတော့လော်ခိုးဖို့ကြိုးစားနေရထင်တယ်ကွန်နဗီယာလည်းအုပ်ဖို့အတွက်ကြိုးစားနေတယ်လော်ကတော့ဟာလီတို့ထင်းကပဲရသွားတယ်ကွန်နဗီယာဖလော်ရန်ကိုအုပ်လိုက်တယ်ဖလော်ရန်လွတ်သေးတယ်ကွန်နဗီယာလိုက်လုံးနေတယ်ဆိုပေမဲ့သူတို့ဘက်ကသူတွေပဲပြန်သေးသွားတယ်ပေါ့နော်ဟာလီကိုလိုက်ဖို့ကြိုးစားတယ်ခြောင်ပရိုလေးကတော့အသက်ထွက်အောင်မလားမသိဘူးအိုးဖလော်ရန်တေချာဟီးတယ်ဟာလီတော့အသက်ထွက်မထွက်လိုက်ဘူးဖလော်ရန်လေးကောင်းနေတာโอเคဟဲရီကိုနောက်မှအဖက်တွေဖြစ်ပြီးတော့ချောင်ပရိုလေးကတော့တေသွားပြန်ပြီချောင်ပရိုလေးဒီလောက်စေးတာတော့เนาะပြန်ပြီးတော့ဝင်သွားသေးတယ်ဒီချောင်ပရိုလေးကတော့ခါကူရာမတေသေးဘူးလင်းကီလင်းကတော့နတန်လက်ချက်နဲ့ရှော့သွားပြီပဲဖြစ်ပါတယ်ဟိုဘက်ကခါကူရာနဲ့ခြောင်နဲ့ပါเนาะအောက်ကတယောက်ကိုလည်းဖြစ်လိုက်ပြီလင်းကတော့တောက်လော့ကိုခိုးဖို့ကြိုးစားတယ်ဆိုပေမဲ့ retreat ကတော့ဟာလီပဲရသွားတယ်လင်းရဲ့နင်းထွက်နေတာငါအောင်မြင်တယ်သူတို့မမြင်တော့မသိဘူးကာကြဟာလီကိုဆွဲတယ်ဆိုပေမဲ့ကာကြတေဟာလီတေသွားပြီနတန်က base ကိုချိုးတယ်ဒါပေမဲ့ချိုးခွင့်မပြုဘူးချောင်ပရိုလေးပြေးတယ်လင်းဒါပေမဲ့ကောက်တာမှားနေတယ်ကာကြရှော့တော့မှလားအန်တက်ပြုတ်မှလားဟာလင်း flame shot နဲ့တေသွားပြီဒီတိုင်းဆိုရင်တော့ base ချိုးဖို့အတွက်အလားလာတော်တော်ရှိတယ်ပေါ့နော်၄ယောက်ဖြစ်နေတော့မယ်ခါကူကလူနိုအိုအင်မြူတန်းသုံးတယ်ဗိုက်တိုင်းလေးပေါ့နော်ဟိုဘက်က Florence လည်းဟီးပေးတယ်ဒီလော်ရင်တစ်ခါလေးတန်းအန်းတော့မှလားမအန်းလို့ရမှလားကာကူကတကယ်ကောင်းတယ်ကာကူကလေလင်းကတော့ challenge ဖေးသွားပြီပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လင်းပါတဲ့ထင်းကရှုံးသွားတဲ့တကြောင်မလို့ရှုံးသွားတယ်ပေါ့နော် MVP ကလည်းသူမရသွားဘူးကာကြပဲရတာဟိုဘက်ကတော့ MVP ကတော့ခါကူရာ player လေးပဲဖြစ်ပါတယ်တကယ်ကိုကောင်းလုံးတဲ့ player လေးတွေပါ